ဒီလိုမျိုးနောက်ခံမှာငကိုတော့ဆိုရင်ကျွန်တော်ပလေကမဲတွေထားပြီးရိုက်တာဗျာအခုကဒီလိုခေကြီးတို့ဒီလိုချီတယ်တွေထားပြီးမရိုက်ကြတာဆိုရင်ကျွန်တော်တော်တော်ကြီးကိုကြာပါပြီဒီနေ့ကျွန်တော်ဆိုင်ရှင်းတာပေါ့နော်ဒါကျွန်တော်ပစ္စည်းအမျိုးမျိုးတွေကျွန်တော်ပြန်ခွဲတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာကျွန်တော်ချိတ်တယ်1000တန်အနေနဲ့1500တန်အနေနဲ့ကျွန်တော်ပြန်ခွဲတယ်ပြီးတော့ကျွန်တော်တို့ပရိရေဆိုတွေကိုကျွန်တော်ပြန်ခွဲရဆိုတာဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့31ရက်နေ့ပေါ့နော်မနက်ဖြန်1ရက်နေ့စူပါဆန်ဒေးမှာကျွန်တော်တို့ရှိမှာဈေးကိုအတက်တာဆုံးနဲ့ရောင်းပေးမှာမဟုတ်လို့ကျွန်တော်ဒီနေ့ပစ္စည်းတို့ကျွန်တော်ပြန်ခွဲနေရခြင်းဖြစ်ပါတယ်ဒီ post ကိုမြင်တဲ့လူ share ပြီးတော့ copy လို့ယူအသက်ပေးပြီးတော့ကျွန်တော်ရှာဖုန်းပေး9000ဘို့လက်ဆောင်လာယူပါခင်ဗျငါကျွန်တော်ရှိမှဒီလိုမျိုးရေစိုးတွေပါမယ်ဒါဆိုကျွန်တော်ရေစိုးချိတ်တယ်ဒီလိုချီတဲ့ရောကျွန်တော်တို့လက်လီလက်ကားကိုရောင်းပေးမှာပြီးသွားရင်မနက်ဖြန်စမ်းသေးမှာကျွန်တော်ချိတ်တွေကို1000နဲ့အင်ဂျီကိုတကိုင်းမဟုတ်ပဲတကိုင်းတစ်ထွားနဲ့ရောင်းပေးမယ်ပရင်းကိုကျွန်တော်တို့9000နဲ့မှ300နဲ့ရောင်းပေးမယ်ပြီးသွားကျွန်တော်တို့ကြမ်းစင်းတွေကိုကျွန်တော်တို့ရောင်းပေးမှာ1500နဲ့ရောင်းပေးမယ်ကြမ်းစင်းနေနော်ပြီးသွားလို့ပေါ့ဒါဆိုလည်း1500ဆိုတာအင်ဂျီပြောင်းလာလို့မဟုတ်ပါဘူးအင်ဂျီကဒဲ1စပါဒဲတွေနဲ့ရောင်းပေးမှာပြောင်းဆိုရင်9300နဲ့ပဲရပါတယ်အဲ့လိုမျိုးတွေရောင်းပေးမယ်ပလီကက်တွေရောင်းပေးမယ်ပလီကက်တွေဆိုရင်9000နဲ့မှ900တန်နဲ့အထည်1000နဲ့ရှိတယ်ပြီးသွားဒီမှာတမှုဂျစ်တွေကိုမနှက်ပြန်စူပါဆန်တင်းမှာအစီလိုက်ယူပြီးဆိုတာနဲ့9000ကြော်လေးနဲ့ရောင်းပေးမယ်ဥဝဲဝမ်းဆက်85နဲ့ရောင်းပေးမယ်အဲ့ဒီကကျွန်တော်ဆိုင်ရောအခုဆိုကျွန်တော်4နိုင်တီးပြီးဆိုင်ရောအားလုံးကျွန်တော်အကန့်နေဖယ်ပြီးတော့မနှက်ပြန်ဆန်တင်းမှာဘာလို့ကျွန်တော်တို့ discount ပုံစံမျိုးနဲ့ရောင်းရင်အဆင်ပြေမလဲဆိုတော့ကျွန်တော်အခုလက်ရှိကြည့်နေတာအမေပစိုးတွေပါမယ်ကွက်ဆုံတွေကို6000နဲ့ရောင်းပေးမယ်အမေတွေ6800နဲ့ရောင်းပေးမယ်ပြောရရင်ရာသာတိန်လိုက်ပစိုးကမျိုးမျိုးကိုလည်းမနှက်ပြန်မှာ6000ကြော်လေးနဲ့ရောင်းပေးဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ဆိုင်ကတော့မင်္ဂလာသေးရအပြင်ဘက်ဇေယျအထက်တိုင်းပိတ်ရမရှိပါဘူးမနှက်ပြန်1ရက်နဲ့နှစ်လပိုင်း2026လုံးဝဆိုင်မပိတ်ပါဘူးမနက်ခုညနေ6နာရီကျွန်တော်ဆိုင်ရရှိမယ်ဇေယျထက်တိုင်းမင်္ဂလာသေးပြပတ်တဲ့ဆိုင်မဲ့164ဖုန်းနံပါတ်698ကို84တဲ့ကို666ကနေပြီးတော့လေဖုန်းဆက်ပြီးတော့မေးမြန်းလို့ရတယ်ဆိုင်မသိတဲ့လူတွေဆိုင်မှာလာဝယ်လို့ရပါတယ်ခင်ဗျချိတ်တဲ့1000တော့1000အရင်မမပါနဲ့အမြန်လာဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ